မြန်မာတနိုင်ငံလုံးမှာရွှေတောင်ဒေသမှာပဲရတဲ့ရေဥဆိုတာစားဘူးလား။ तू ကတစ်နှစ်ပတ်လုံးမရအောင်နော်။ရာသီပေါ်ချိန်လေးပဲအမေအရာစားရတာ။တကူးတကမှားထားတာမို့အိမ်မှာကတ်နေတဲ့ဟာတွေပဲအကောင်လုံးရေကျင်းပြီးတော့ဆေးမယ်။ဒီလိုမျိုးဥလေးတွေကိုပေါ့နော်ရေမဲများနဲ့ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်၄-၅ကောက်လောက်ဆေးရတယ်။အထဲထဲမှာလည်းအမိုက်လေးတွေတော့ပါတတ်တယ်ကွာ။အဲ့ဒါလေးကိုတော့စိတ်ရှိရှိနဲ့ဆေးနော်။ပြီးရင်တော့ရေစစ်တာမှအဝတ်တက်တက်လေးနဲ့လူမျိုးစစ်ထုတ်လိုက်အပေါ်မှာအဖတ်တက်တက်ရေတက်တက်ဖြစ်သွားပြီဒါကတော့ကြော်ဖို့အတွက်အသင့်ဖြစ်နေတဲ့ရေဥတွေပေါ့သူများတွေကတော့ရေဥကြော်ရင်ကျက်သွန်နီနဲ့ကြော်ကြတယ်ကျမကတော့ကျက်သွန်ဖြူလေးကြိုက်လို့ကျက်သွန်ဖြူနဲ့ပဲကြော်တော့မယ်ရေဥကြော်တဲ့ထည့်ဖို့6ရက်လေးတွေလည်းယူထားလိုက်မယ်စီပူလာပြီဆိုရင်တော့ကျက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့ကြော်လိုက်တယ်ပြီးရင်တော့ရေဥလေးထည့်ပါမယ်အရသာအတွက်ကတော့တဟဲဆချက်သားမှုံကိုထည့်ပါမယ်တဟဲဆချက်သားမှုံကကျမရေကိုအလေးထားတဲ့အနေနဲ့အငန်လျှော့ထားတာမို့လို့ကျမစားလေးနည်းနည်းလေးထပ်ထည့်လိုက်ပါတယ်ဒီလိုမျိုးရေတွေအများကြီးကနေနည်းနည်းလေးခြောက်သွားတဲ့အထိကြော်လိုက်ပါမယ်။အိုးချခံနေပြီဆိုရင်တော့6ရက်လေးထည့်ပါမယ်။6ရက်ထည့်လိုက်တဲ့ချိန်လေးအနံ့ကတော်တော်မှုေးလာတာ။ဒါဆိုရင်တော့ကျမရဲ့ရေဥကြော်လေးရပါပြီ။ရေဥကိုနောက်ထပ်ကြက်ဥနဲ့လည်းရောပြီးတော့ကြော်စားပါမယ်။အရသာအတွက်ကတော့တဟဲဆချက်သားမှုံနဲ့စားလေးနည်းနည်းပဲထည့်ပါမယ်။ရေဥကိုလည်းဒီလိုမျိုးကြက်ဥလေးနဲ့ခောက်ပြီးကြော်စားတာပိုကောင်းတယ်။ရေဥကြော်ပြီးမှကြက်ဥဖောက်ထည့်ရင်ချက်ခဲကြီးဖြစ်နေတာဒီလိုမျိုးလေးကြော်စားကြည့်နော်။ရေဥလေးတွေမနှံ့သွားမှဆိုလို့အကုန်လုံးကိုလည်းမှုေးလိုက်သေးတယ်။အိုးကကြည့်ပြီးဇွန်းသိနေတော့ကြက်ဥကတော့လှန်တာမလှမပဖြစ်သွားတယ်။အပေါ်မှာမကြက်သေးတဲ့ရေဥလေးတွေကိုလည်းဘေးဆောင်ပြီးတော့ကြော်လိုက်အောင်မယ်။တဟဲဆချက်သားမှုံကလည်းအခုကျမသုံးရတဲ့အထုပ်သေးတယ်မဟုတ်ဘူးเนาะအထုပ်ကြီးလည်းရှိတယ် City Mart Ocean တို့လိုမျိုးနေရာတွေမှာလည်းဝယ်လို့ရတယ်ရေဥစားဖို့တဲ့ဆိုရင်လည်းကြိုက်မကြိုက်လေးပြောသွားပေးအောင်เนาะစောင့်နေကြည့်ပေးလို့ကျေးဇူးပါ Bye